public service လုပ်တဲ့ဝန်ထမ်းတွေကို CDM လောက်ခိုင်းခြင်းအပြင်အဓိကနစ်နာသွားတာကပြည်သူလူထုမဟုတ်ဘူးလားလို့ကျွန်တော်ပြောချင်ပါတယ်ဒီဝန်ထမ်းတွေရဲ့ဘဝတွေကဘယ်သူတွေကတာဝန်ယူမှာလဲဥပဒေပြဋ္ဌာန်းတယ်ဆိုတဲ့ဟာကမနေ့တနေ့မှဥပဒေပြဋ္ဌာန်းတယ်ဖမ်းဆီးတာတွေအားလုံးကလွန်ခဲ့တော့2နှစ်လောက်တည်းကစတင်ပြီးတော့ဖမ်းဆီးပြီးတော့ထောင်ချနေတယ်ဆိုတဲ့အဖြစ်အပျက်တွေကိုတွေ့ရတယ်လွန်ခဲ့တဲ့2ရက်လောက်ကဒီ CRPH အနေနဲ့ non CDM တွေပေါ်မှာအရေးယူအပြစ်ပေးရန်ဥပဒေပြဋ္ဌာန်းတယ်လို့ကျမတို့တွေ့ရှိရပါတယ်ဒီလိုမျိုးဥပဒေပြဋ္ဌာန်းလိုက်တော့ကျောင်းဆရာမတွေကကလေးတွေကိုစာမတင်တော့ဘူးလားအဲ့ဒီလိုပဲတခြားကျန်းမာရေးဝန်ထမ်းတွေကရောပြည်သူလူထုရဲ့ကိစ္စတွေကိုမဆောင်ရွက်ပေးရတော့ဘူးလားအထူးသဖြင့် public service လုပ်တဲ့ဝန်ထမ်းတွေကို CDM လောက်ခိုင်းခြင်းအပြင်အဓိကနစ်နာသွားတာကပြည်သူလူထုမဟုတ်ဘူးလားလို့ကျွန်မပြောချင်ပါတယ်တော်လှန်ရေးလုပ်တဲ့ကာလမှာပြည်သူလူထုမနစ်နာအောင်တော်လှန်ရေးလုပ်ရမယ်ဆိုတဲ့ဟာကသူတို့တွေပဲကြွေးကြော်နေတဲ့ကိစ္စဖြစ်တယ်ဒါပေမဲ့အခုကတော့ပြည်သူဘာကိစ္စတွေကိုပဲလုပ်လိုက်ဒါတွေကပြည်သူလူထုကိုအဓိကနစ်နာပါတယ်ဆိုတာကိုသိဖို့ကောင်းပါတယ်ဒါကြောင့်မို့လို့ပညာရေး sector ကျန်းမာရေး sector ဆိုတာမထိရတဲ့ sector ဆိုတာကမ္ဘာမှာလည်းပြဋ္ဌာန်းထားတာ